အားလုံးပဲမင်္ဂလာပါဗျကျွန်တော်ကတော့ဗလာမင်းထင်ပါဒီနေ့မှာကျွန်တော်လုပ်ပြပေးသွားမှာကတော့ကက်ကက်မှာမြန်မာစာမမှန်သေးတဲ့သူတွေမြန်မာစာမှန်အောင်ဘယ်လိုလုပ်ရမလဲဆိုတာပြောပြပေးသွားမှာပါအရင်ဆုံးကျွန်တော်တို့ Play Store ကနေ software တစ်ခု download လုပ်ပါတယ် software လေးရဲ့နာမည်ကတော့ Zfont ပါ ZFONT Zfont Okay ဒါမျိုး Zfont လေးပေါ့နော်ဒီကောင်လေးကို download ဆွဲထားပါမယ်ကျွန်တော်ကတော့ download ဆွဲပြီးသားဆိုတော့ဖွင့်လိုက်ပါမယ်မိတ်ဆွေတို့ဖွင့်လိုက်မယ်ဆိုရင်တော့ဒါမျိုးလေးတွေ့ရမှာပါအဲ့တော့အပေါ်လေးနည်းနည်းဆွဲတင်ပါဒီမှာရှိတယ်ဆွဲတင်လိုက်ဒါဆိုရင်မြန်မာဆိုပြီးတွေ့လိမ့်မယ်အဲ့တော့ CO ဆိုတာလေးနှိပ်လိုက်ပြီးရင်ဒီမှာကြိုက်တဲ့ font တစ်ခုကိုရွေးလိုက်ပေါ့ဗျာဒီထဲက font အကုန်လုံးကတော့အဆင်မပြေဘူးဒါပေမဲ့ဒီ file တစ်ခုကိုမှ KB လောက်ကလေးပဲရှိတယ်ဗျာ 69.53 KB ပဲရှိတော့အကုန်လုံးနှီးပါ download ပေါ့ဗျာအဲ့ဒါဆိုရင်အခက်ရ robo ဒီကောင်ဆိုကျွန်တော်မ download သေးဘူးအဲ့တော့ကျွန်တော် download လိုက်မယ်download လိုက်တာလည်းမြန်တယ်နော်ခဏလေးရယ်ဆိုရင်အခက်ရ Bradford ဒီကောင် download ဆွဲပြီးသား Okay တို့ဒီထက်က font တော်တော်များများကို download ဆွဲလိုက်Okay download ဆွဲပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ Kagget ထဲကိုသွားပါKagget ထဲရောက်ပြီဆိုရင်တော့ new video ပြီးရင်ကိုလုံးမဲ့ video ဒါမှမဟုတ်ရင်ဓာတ်ပုံရွေးလိုက်ပေါ့ဗျာကျွန်တော်တို့ဒီမှာ template လေးတစ်ခုထည့်လိုက်မယ်Okay အဲ့တော့ကျွန်တော်မြန်မာစာစမ်းပြမယ် text ကိုနှိပ် edit ကိုနှိပ်ဒီမှာမြန်မာစာတစ်ခုရေးလိုက်မယ်ဒီဒါဆိုရင်တော့မြန်မာစာမမှန်သေးပါဘူးအဲ့တော့မှန်အောင်ဘယ်လိုလုပ်ရမလဲဆိုတော့ကျွန်တော်တို့ဒီ template ပေးရ font ဆိုတာကြီးတစ်ချက်နှိပ်ပြီးရင် trending ဆိုတာရောက်နေလိမ့်မယ်အဲ trending ဘေးကနေဒီဘက်ကလေးကိုပြန်ဆွဲတဲ့အခါမှာဒီမှာ my font ဆိုတာရှိပါတယ် my font တစ်ချက်နှိပ်လိုက်ဒီမှာကျွန်တော်ကတော့ထည့်ပြီးသား font တွေပေါ်နေတယ်မိတ်ဆွေတို့ကမထည့်ရသေးဘူးဆိုလို့ရှိရင် F ကိုနှိပ်လိုက်ပါပြီးရင်အောက်က my font ဆိုတာတွေတစ်ချက်နှိပ်ဒီနေရာမှာ permission allow ကိုနှိပ်ပေးပါ permission တွေတောင်းလို့ရှိရင်ကျွန်တော်တို့ဒီမှာရွေးပြီးသားဆိုတော့ sub font တွေကိုတန်းရောက်နေတယ်မိတ်ဆွေတို့ကဒီလိုမျိုးဒီနေရာမှာဒီလိုမျိုး font တွေပေါ်မလာဘူးဆိုလို့ရှိရင်အပေါ်ဘက်ဘယ်တောင်းကဒီအဆက်ကလေး30ကိုနှိပ်ပြီးလို့ရှိရင်ဒီနေရာမှာ z font ဆိုတာပေါ်နေလိမ့်မယ်တကယ်လို့ z font ဆိုတာမပေါ်ဘူးဆိုလို့ရှိရင်ဒီရဲ့ကိုယ့်ရဲ့ device ကိုနှိပ်ပြီးလို့ရှိရင်ဒီမှာ file တွေထဲမှာလိုက်ရှာပေါ့နော် z font file လေးနှိပ်လိုက်ဒါဆိုရင်လည်းဒီမှာကျွန်တော်တို့ file ဒီကို download ဆွဲထားတဲ့ဒီ font တွေကိုတွေ့ရပါမယ်ဒါမှမဟုတ်လို့ရှိရင်လည်းဒီလိုမျိုးအောက်ဆုံးမှာ z font ဆိုပြီးတော့ပေါ်နေလို့ရှိရင်လည်း account လေးတစ်ချက်နှိပ်ပြီးရင် font နှိပ်ပြီးရင်ဒီမှာဆိုရင်မြန်မာကိုနှိပ်လိုက်ဒါဆိုလို့ရှိရင်အများကြီးပဲပေါ်လာလိမ့်မယ်ကို download ဆွဲထားတဲ့ဟာဒီတကယ်လို့နည်းနေသေးလို့ရှိရင်ကိုက z font ထဲမှာသွားပြီးတော့ဆွဲပါဒီမှာဆိုရင်တော့အခရာဒီမှာဆိုရင် Burma font ဒါ master ပြီးလေရေးဘာညာဒါမျိုးတွေအများကြီးရှိတယ်ကျွန်တော်တခု select လိုက်မယ်ဒါဆိုရင်ကျွန်တော်တို့ဒီမှာအခရာဆိုတဲ့ဟာလေးပေါ်လာပြီအဲ့တော့မမှန်သေးဘူးဆိုရင်အကောင်လေးတစ်ချက်ထောက်လိုက်ဒါဆိုရင်တော့မှန်တယ်ဒါပေမဲ့ဒီကောင်မကြိုက်ဘူးသေးဘူးဆိုရင်ကျွန်တော်ဘေးနားမှာကျွန်တော်ထည့်ထားတဲ့ cut တာဆိုတာလေးနှိပ်လိုက်မယ်ဒါဆိုရင်တော့လုံးဝမှန်သွားပြီဒါလေးကြိုက်ပြီဆိုလို့ရှိရင်ဒီမှာကျန်တဲ့ style မှာဆိုရင်တော့ဘာညာပေါ့ဒါတော့ကိုလိုရွှေ့ဒါဆိုရင်တော့မြန်မာစာမှန်တယ်ကျွန်တော်တို့ CapCut ကိုအသုံးပြုလို့ရပါပြီဒါကတော့မြန်မာစာမှန်အောင်ထင်နည်းပါအဆင်ပြေကြပါစေဗျ